这用讲理了讲没？昨天我去了医院，没那个俺谁用过多给？谁用？因为巴比鲁的时候我感冒了，这种 A 米尼了吧？对吧？lo 谁用过多少嘞？A 米尼了多少喏？感冒个 A 米啦。看来没第一次弄里水买它，哪面先变美喏？好。医院里有很多医生和护士。医院里有很多医生和护士。医院里ဆိုတာကဆေးရုံထဲမှာ有ရှိပါတယ်တဲ့很多အများများတဲ့醫生ဆိုတဲ့ဆရာဝန်တွေ和နှစ်護士護士ဆိုတာနတ်စမတွေကိုပြောတာ護士နတ်စမသူပြောချင်တာက護士နတ်စမဆေးရုံထဲမှာဆရာဝန်နဲ့နတ်စမတွေအများကြီးရှိပါတယ်လို့ပြောတာနော်သူတို့တွေကအရင်အလုပ်ရှုပ်တယ်မန်ကအလုပ်ရှုပ်တာမန်အလုပ်ရှုပ်တယ်他们很忙သူတို့တွေကအရင်အလုပ်ရှုပ်တယ်但ဒါပေမဲ့ဘာလို့ခုနကဆိုခဲ့တဲ့但是နဲ့အဓိပ္ပာယ်တူတူပါပဲစလုံးကိုပို့ဖြုတ်လိုက်တာစကားပြောဆန်ဆန်ပြောရအောင်လို့但ဒါပေမဲ့ဟန်အရန်ကိုမှနိုင်ရှင်စိတ်ရှိတီးခံတတ်ကြပါတယ်တဲ့နိုင်ရှင်စိတ်ရှိတီးခံမှုရှိတယ်ပေါ့နော်စိတ်ရှိကြတယ်ပေါ့အဲ့ဒါမျိုးပြောတာအရင်စိတ်ရှိကြပါတယ်လို့ပြောတာအဲ့လိုကြောင့်医生给我检查身体医生ဆိုတဲ့ဆရာဝန်给我ဆိုတာငါ့ကိုဆိုတဲ့အဓိပ္ပာယ်เนาะဒီနေရာမှာ给ကတော့ရှိလို့ကိုဆိုတဲ့ပုံစံနဲ့ပါလာပြန်တာ给我ငါ့ကို检查ဆိုတာစမ်းသပ်စစ်ဆေးတာစမ်းသပ်စစ်ဆေးတာတနည်းအားဖြင့်တို့တွေဓာတ်မှတ်ရိုက်တဲ့ပုံစံမျိုးတွေမှာလည်းသုံးပါတယ်เนาะ